ပေးမယ်ဒီလူပြည်ကအစစ်မြင့်နည်းပညာကိုတက်ပလက်လို့ခေါ်တယ်ဒီခလုတ်ကိုနှိပ်လိုက်ရင်မျက်နှာပြင်လင်းလာလိမ့်မယ်ဒီတဲကအရာတွေကအစစ်တွေမဟုတ်ဘူးဇလန်းတွေလို့ခေါ်တယ်အိုယိုယာအကိုကြီးရေလူပြည်ကတကိုးပြေလက်နက်တွေကအရန်ကြောက်စရာကောင်းတာပဲအကိုကြီးဒီအရက်ဘူးကိုလက်ဆောင်ပေးလိုက်မယ်တေချာသိမ်းထားတော့မပြောက်စေနဲ့ကျုပ်အရင်သွားနေတော့မယ်ဟာကွာကိုတိုင်ကအမိုက်သိမ်းရမယ့်ကမှာပဲလားအနောက်တိုင်းပုံပြင်တွေကကောင်းတဲ့ပစ္စည်းနဲ့ကောင်းကောင်းတွေ့ရပါတယ်ဆိုမှတကယ်တမ်းကျတော့လေတာမန်အတူအယောင်ဖြစ်နေပြန်ရောလက်တွေ့ဘဝထဲမှာရောက်လာလိမ့်မယ်လို့မထင်ထားမိဘူး下班မိစ္ဆာနဲ့ဘီလူးတွေလွတ်လွတ်လပ်လပ်ဖြစ်သွားတာပဲဘလို့ပဲပြောပြောဒါကစကားကြည့်တာထက်ပိုပြီးရင်ခုန်ဖို့မကောင်းဘူးလားဝင်းတပတ်ပတ်ပြီးတာနဲ့ပြန်ဝင်သွားတဲ့မျက်နှာတော့မပြဘူးဟာပေါ်လာခိုင်းတာကိုမင်းကဝိညာဉ်စွမ်းအင်လိုချင်သေးတာပေါ့လေဒါကကဘာမြေကြီးလေငါကဘဲကနေဝိညာဉ်စွမ်းအင်သွားရှာပေးရမှာလဲကောင်းကင်ဘုံကယတနာတွေလားဝိညာဉ်စွမ်းအင်ကရှိတယ်ကောင်းကင်ဘုံကယတနာတွေတဲ့လားကောင်းကင်ဘုံကကျင်ကြီးစွန့်ပစ်ထားတာတောင်တာမန်မဟုတ်ဘူးနင်းတို့လိုတိုင်းတစ်ပါးကဘီလူးတကောင်အတွက်တော့အခက်တွေ့စေလောက်တယ်ကောင်းကင်ဘုံကမြင်းကြီးနွားချီတွေကတကယ်ပဲတာမန်မဟုတ်ဘူးတကယ်ကိုလေရင်ပေါ်ထိုင်နေတဲ့နွားမလို့ပဲကောင်းကင်ရံကိုထွက်သွားတာပဲဒီမိုက်မဲတဲ့လူသားကတကယ်ကိုတော်တာပဲဘဲကနေဝိညာဉ်စွမ်းရင်ပြေဝနေတဲ့လက်ဆက်တဲ့ချေးတွေကိုရှာလာတာလဲငါတကိုက်ပဲစားရသေးတယ်ငါရဲ့ဘိုးအေးကိုမြင်လိုက်ရတယ်လို့ပဲခတ်ထိုင်းကောင်ဒီဘက်ကနတ်ဆိုးကြီးပြောတာကိုကြားရရဲ့လားနာမည်ကြားမနဲ့အိမ်လိပ်စာကိုအမြန်တင်ပြစမ်းတခွန်းသာလိန်ညာတာနဲ့ဒီနတ်ဆိုးရဲ့ရက်စက်မှုကိုအပြစ်မတင်နဲ့နော်လေးစားရပါတော့နတ်ဖျားကျွန်တော်နာမည်ကအာစီပါပါဝေးလံခေါင်တည်တဲ့အာရက်ပြည်ကနေလာတာပါအာစီပါကြားရတာကင်ချီနိုင်ငံကဆဲရည်တဲ့စကားနဲ့တူနေတယ်လို့ပဲကဲပါနင်းရှစ်ဆက်ပါလို့ဖို့စဉ်းစားထားလဲမွေးရမြေကိုပြန်ကျင်လာလားဒါမှမဟုတ်လူတူကင်းတဲ့နေရာမှာအိုမင်းမစွမ်းနဲ့အေးလူနေကျင်လာလားဒါမှမဟုတ်ဒီနက်ဆိုးရဲ့နောက်ကိုလိုက်ပြီးပေါင်းကျင်လာလားအာစီပါကမိမိရဲ့နှိမ့်ကြတဲ့ကိုခန္ဓာနဲ့အရှင်သခင်ကိုအနိကဝိပုကိုကိုွယ်ချင်ပါတယ်ကျွန်တော်ရဲ့သစ္စာရှိမှုကိုလက်ခံပေးပါအရင်ဆုံးမင်းမှာဘာအရေးချင်းတွေရှိလဲဆိုတာပြောပြစမ်းကျွန်တော်ကအရှင်သခင်ရဲ့ဆန္ဒသုံးခုကိုဖြည့်ဆည်းပေးနိုင်ပါတယ်